အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျားမအရှိပြုအကြံဖတ်မှု gender based violence နဲ့ပတ်သက်ပြီးမျှဝေသစ်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ကျားမအရှိပြုအကြံဖတ်မှုများဟာအချိန်မရွေးနေရာမရွေးလူဒန်းစားမရွေးအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေတခြားလိင်အမျိုးအစားခံယူသူများဖြစ်စေအကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်ပွားနိုင်ပါတယ်ကျားမအရှိပြုအကြံဖတ်မှုမျိုးစားတွေကတော့ရုပ်ပိုင်းဆိုင်ရာအကြံဖတ်မှုစိတ်ပိုင်းဆိုင်ရာအကြံဖတ်မှုဤပညာအသုံးပြု၍ကျားမအရှိပြုအကြံဖတ်မှုလိင်ပိုင်းဆိုင်ရာအကြံဖတ်မှုလူမှုစီးပွားရေးဆိုင်ရာအကြံဖတ်မှုအနေအရှိသောရိုးရာဓလေ့ထုံးတမ်းစဉ်လာအကြံဖတ်မှုတွေပဲဖြစ်ပါတယ်တချို့နေရာဒေသတွေမှာကန့်သက်ထားတဲ့ဒလေထုံးတဲ့အစဉ်အလာတွေကြောင့်ကျွန်တော်တို့ရဲ့ဖြစ်တဲ့မှုအပေါ်လက်မခံကြဘူး။အဲ့ဒီအတွက်ဒီကြောင့်ကျွန်တော်တို့ရဲ့ဖြစ်တဲ့မှုအပေါ်စနောက်တာတွေဝေဖန်တာတွေကိုရက်တက်ပြည့်စုံရှင်တယ်။ကျွန်တော်အနေနဲ့လိန်ပေါ်မူတည်ပြီးတော့ကြားမရေးရာကျန်းဖတ်နေရာတွေကိုပပျောက်စေချင်ပါတယ်။ခုခေတ်အခြေအနေတွေကြောင့်အကြမ်းဖက်မှုတွေဟာနီးလန်းမျိုးစုံနဲ့ဖြစ်ပွားနေကြပါတယ်။ကြားမှအခြေပြုအကြမ်းဖက်မှုတွေကိုလျော်နှဲလာဖို့အတွက်ကြိုတင်ကာကွယ်ရေးနီးလန်းလေးတွေသိရှိလှုပ်ဆောင်လာတာကကျွန်တော်တို့အတွက်အားလုံးအတွက်အထောက်အကူဖြစ်စေမှာပါ။ကြားမှအခြေပြုအကြမ်းဖက်မှုတွေကိုနားလည်သိရှိဖို့ဆိုရင်အသိပညာပေးပွဲတွေကြားမှရေးရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဗဟုသုတရစရာမျှဝေပေးတဲ့စာပေတွေကိုများများလေ့လာထားတဲ့နယ်လို့ကျွန်မအနေနဲ့အကြံပေးချင်ပါတယ်။ပြီးတော့ကျမတို့အားလုံးခွဲခြားသက်ဆိုင်ခြင်းတွေကိုအသက်နိုင်ဆုံးရှောင်ကျဉ်သွားဖို့လိုပါတယ်။ဒီကြားမအခြေပြုအကြံဖတ်မှုတွေကိုကျမတို့တွေအားလုံးလက်လန်းမိသလောက်ကာကွယ်သွားကြရအောင်။